ကွန်ကရီလန်ကြီးအခြေကြီးခင်းလို့တို့ပြောနေ လူလည်းအချိန်ပြောရည်ပဲ ကွန်ကရီလန်ဆိုတာလေအရင်လန်းဟောင်းပေါ်ထုတ်တာ ဘာမှမထူးပါဘူးကွာ အချိန်ယူပြီးတော့အပေါက်ဖာချိန်အသေးလေးကို ကြိုက်အသေးလေးကို ပွိုင်ရီမှာကားကြီးပိတ်လို့ပရီတောင်ရသေးတယ်အချိန်ရမှလည်းပြင်မ ပြည်သူအတွက်နိုင်ငံအတွက်လူရှင်တော်တယောက်အနေနဲ့ဒီလိုပြောခဲ့တာ ဒါပဲ တာရုဗျာကဲနတ်ပြည်သွား အဲ့ဒါပြောလို့လက်ပြရောက်ပြီ နတ်ပြည်သွား ကိုယ်ကလည်းရောက်သွားပြီအေးလေအဲ့ဒါဆိုလို့ရှိရင်ငါလည်းပြောဦးမယ် ဘာပြောမှာ ဘာဖြစ်လို့လဲဆိုတော့လမ်းနေချဲလို့ရှိရင်အဓိကအရေးကြီးတာအိမ်နေ အိမ်နေပါဖြစ်တယ် အိမ်နေဒုက္ခရောက်မှာ လမ်းနေချက်တော့အိမ်နဲ့လမ်းနဲ့မလွတ်တော့ဖြတ်ပေးရပြီ ဖြတ်ပေးရမှာ အေးပေါ့ နှစ်မျောစရာကြီးအဲ့တော့မဖြတ်အောင်လို့ကျွန်တော်အကြံပေးလိုက်မယ် အော်ပြည်ကျော်ဘာကြံပေးပါလဲ အိမ်ဆောက်လို့ရှိရင်ရိုးတန်းနဲ့မဆောက်နဲ့ ဘယ်လိုစောက်ရမလဲ ဘိန်းတက်ဆောက် အိမ်ကိုဘိန်းတက်စောက်တယ်လို့ဘာမှမကြောက် အိမ် ဘူး ကိုဘိန်းတက်ဆောက်မှလွယ်မှာ ဘယ်လိုဆောက်ရ ဘာလို့လဲဆိုအိမ်ကိုရှေ့ဘိန်းတစ်ဘိန်းနောက်ဘိန်းတစ်ဘိန်းဆောက်လိုက်တော့ စောက်လိုက်တော့ စီပင်သာရနာ လာတော့ ဒီနေ့လမ်းပြင်မယ် ဟုတ်ကဲ့ လမ်းချဲ့မယ် လမ်းချဲ့ မင်းအိမ်လမ်းနဲ့မလုပ်ဘူးအခက်ခဲမရှိဘူး ဘာဖြစ်လို့ ဒီသားစုတွေအကုန်ထွက်အိမ်နောက်လေးနဲ့တွန်းလိုက်ကြီးနဲ့ရောက်သွား အဲ့သူကလည်းသူကတော့အစီအရင်လား အနောက်မှာရှင်းလုံးညောင်း အေးလေ မင်းအိမ်ညောင်းနဲ့မလုပ်ဘူး အေးပေါ့ အပန်းမကြည့်ဘူး ဘာဖြစ်လို့ မိသားစုတွေအကုန်ထွက်ရှေ့ကိုပြန်တွန်းကြီးနဲ့ရောက်သွား အမေအစီအရင်လား ရက်ခွက်ထဲမှာပြီးရင်ပြီးဆိုကျန်တဲ့အိမ်တွေအကုန်လောင်း လောင်းစမ်း ကျွန်တော်ဘိန်းနဲ့အိမ်မလောင်းပါဘူး ဘာဖြစ်လို့ မိသားစုတွေအကုန်ထွက်ပြီးလို့ရအောင်တွန်းသွားအစင်ကိုပြင်နေတာပဲ အမေအစီအရင်တယ်ဟာ တခုတော့ဒုက္ခရောက် ဘာဒုက္ခရောက် အဲ့ဒီဘိန်းနဲ့အိမ်ဆောက်ပြီးတဲ့ကကျွန်တော်မှအိမ်ပေါ်နေရတယ်ကိုမရှိဘူးလိုက်တွန်းနေရတာအချိန်ကုန်နေတာ ကောင်းတယ်ဗျာမင်းလည်းပြည်သူလူထုကိုကောင်းတာပြောတဲ့အတွက်နတ်ပြည်သွား ကျွန်တော်လည်းမပြော ဒီလို